အားလုံးပဲမင်္ဂလာပါစောစောကတော့ကျွန်တော်ဘူအန်နဲ့ချယ်ဆီပွဲအာဘီလိုယာနဲ့လွန်ဆိုကြောင်းသုံးသပ်တဲ့မန်ဒေးနိုက်ပရီးမီးယားလိဂ်ဖိုင်တင်ပေးထားပြီပေါ့နော်အခုဒီပိုင်းကတော့ဒီနေ့မှာကစားမဲ့စီးရီးပွဲနှစ်ပွဲလာလီဂါပွဲနှစ်ပွဲကိုသုံးသပ်ခံမှန်းမှာဖြစ်ပါတယ်အခုချိန်သုံးသပ်ခံမှန်းမှာကတော့စီးရီးပွဲဖြစ်တဲ့ဘလော့ညာနဲ့လာဇီယိုပွဲသုံးသပ်ခံမှန်းမှာပေါ့ဒီပွဲကဒီနေ့မှာကစားမဲ့ပွဲ၅ပွဲထဲမှာအစောဆုံးပွဲတစ်ပွဲဖြစ်ပါတယ်17နာရီမှာကစားမဲ့ပွဲဖြစ်ပါတယ်ဒီပွဲရဲ့ပေါက်ကြီးကိုကြည့်လိုက်တော့ဘလော့ညာက level 5ပေးထားပါတယ်ဘလော့ညာနဲ့လာဇီယိုလို့ဆိုတာကျွန်တော်ကတော့ဟိုမရောက်ဒီမရောက်အောက်မရောက်အထက်မရောက်အလဲလဲအသင်းနေဖြစ်ပဲကျွန်တော်တို့သတ်မှတ်ထားမိတယ်ကွန်ဖရင့်လိတော့ဝင်ကျင်းနေနေတဲ့ကောင်တွေတို့သတ်မှတ်ထားမိတယ်ဘလော့ညာတော့ဟိုနီးပြကြီးအီတာလီယာနိုလက်ထက်တုန်းကတော့ချန်ပီယံလိတွေဘာတွေဝင်တာပေါ့အရန်ပျော်ခဲ့ကြတာပေါ့နော်အခုတော့ဘလော့ညာမှာအဲ့အီတာလီယာနိုဆရာကြီးမရှိတော့ဘူးအဲ့တော့ဘလော့ညာရဲ့ team train နဲ့ရိုင်သွားပြီကျွန်တော်သတ်မှတ်ထားမိတယ်ဒါဆိုရင်လာဇီယိုကကောင်းတယ်ပေါ့လာဇီယိုလည်းပဲပူတော်ဆိုးသေးတယ်ဗျလာဇီယိုကဘာလဲဆိုတော့တရားစီကုံရင်နီးပြတူပြောင်းအဲ့တော့ကျွန်တော်တွေးမိတာလာဇီယိုတထေးတွေလာဇီယိုစီမံခန့်ခွဲသူတွေကသူတို့ရဲ့ဥတီချက်ပန်းတန်ပါတယ်ချန်ပီယံလိမဝင်လို့နီးပြကိုဖြုတ်တယ်ဆိုတဲ့သဘောလားမသိဘူးသူတို့လည်းပဲသူတို့ဖြည့်တင်းပုံသူတို့ရဲ့ value တခုနဲ့တော့ချန်ပီယံလိဘယ်လိုလုပ်ဝင်နိုင်မှာလဲဗျာရှေ့မှာအင်တာမီလန် AC မီလန်ဂျူဗင်တက်နာပိုလီရှိတယ်ဗျာအခုလည်းကြတော့ကိုမိုလောက်တော့သူတို့ကရင်းနှီးမြှုပ်နှံထားတာလည်းမဟုတ်ဘူးလေအဲ့တော့ကိုယ့်ရဲ့ဥတီစီပန်းတန်ဘာမှလည်းမသိဘူးတရားစီကုံတာနဲ့နီးပြတွေရေပဲကုန်ဖြုတ်တော့တာနီးပြကိုပြစ်ပုံချတယ်လို့ပြောနေတာအခုလည်းပဲလာဇီယိုနီးပြအတင်တယ်ပဲဖြစ်တယ်အဲ့တော့အခုဘလော့ညာနဲ့လာဇီယိုကိုကျွန်တော်ကတော့ကတန်းကရန်ပွဲလို့ကျွန်တော်သတ်မှတ်ထားပါတယ်ဘလော့ညာနီးပြတွေကဘယ်လိုလဲဆိုတော့တက်တက်စကူဖြစ်တယ်တက်တက်စကူဆိုတာဥရောပတခွင်ဂန်နာကြီးလှည့်လည်နေတော့အီလီနိုဗျာအီလီနိုဘွားဂျာမန်နီးပြဖြစ်ပါတယ်သူကလည်းအသင်းတွေတခုမှလည်းအောင်မြင်မှုလည်းမရအောင်သူကအသက်36နှစ်မှာသူနီးပြကိုရှင်းလန်နေစာမှုပဲဝင်ဖြည့်တယ် DFB ကိုရှင်းလန်နေစာမှုပဲဝင်ဖြည့်တာအထိတ်ဆုံးကနေစာမှုအောင်ခဲ့တယ်ဘာသူနာမည်ကြီးတော့ဗျာအသက်36နှစ်နဲ့လိုချင်တဲ့ကလပ်တွေကများတာပေါ့နော် DFB စာမှုပဲတော်တော်ခက်တယ်လို့ပြောတယ်လိုင်စင်က UFB A လိုင်စင်นี่အတူတူပဲသူကဟိုထိတ်ဆုံးကနေအောင်မင်းတော့သူလိုချင်တဲ့ကလပ်တွေများတာပေါ့သူမရှော့ကာကိုနီးပြတယ်အဆင်မပြေဘူးအသင်းမို့လို့လိုက်ချက်ကခေါ်လိုက်ပြမဆင်မပြေဘူးဟိုရုရှားစပါတက်မော်ဆိုလွတ်တယ်သွားရုရှားမှာလည်းအဆင်မပြေဘူးဘယ်ဂျီယန်လေယူစင်ကတည်းကသူ့ခေါ်လေယူစင်ကနီးပြပါဖြစ်လိုက်သေးတယ်တခါ sorry လွတ်မြင်လိုက်တော့ဖီနာဘာဂျီကလည်းသူ့ကိုနီးပြခိုင်းတယ်ဖီနာဘာဂျီကဖြုတ်သွားတယ်အခုလည်းကြာတော့ဒီခါတော့သူကန်နိုင်လဲလာဘလော့ညာရဲ့အလှည့်ပေါ့ဗျာသူကဟိုအီတာလီနိုရဲ့ဂျာမန်ဆိုတော့ဘလော့ညာရောက်လာပြီပေါ့နော်ကျွန်တော်ပြောချင်တာကတော့အခုဘလော့ညာနီးပြတဲတယ်ဆိုတော့မကောင်းဘူးပြောချင်တယ်လာဇီယိုရဲ့အခုနီးပြတေးကြဘယ်လိုလဲဆိုတော့ AC မီလန်နဲ့သူအီတလီလေယူစင်တင်မှာတကယ်ကောင်းခဲ့တာဗျာဒီဖန်ဆင်မီဖြီလာကြီးပေါ့ဗျာဟို position စစ်မှာဆိုအကောင်းဆုံးကစားနိုင်ခဲ့တဲ့သူလေလူချမ်းကဒူဆိုကြီးပေါ့ဗျာအခုကဒူဆိုလာဇီယိုရဲ့နီးပြဖြစ်နေပြီသူနောက်ဆုံးကန်ခဲ့တာအီတလီအသင်းပေါ့နော်အီတလီအသင်းကို2020ရောခြေစိုးအောင်ရပါညာပေါ့ဆိုပြီးပေါ်စနီနာနဲ့တွေ့ရသူစမုံတော့ပြီးကြမ်းခဲ့တဲ့သူပေါ့နော်အီတလီယာတို့ကနေထွက်လာပြီအခုတော့လာဇီယိုနီးပြဖြစ်နေသူလည်းပဲတက်တက်စကူလိုပါပဲဂန်နာကြီးလက်နေတဲ့နီးပြတရားပေါ့ AC မီလန်ကိုနီးပြတယ်နာပိုလီကိုနီးပြတယ်ဖီယိုရီကိုဒီနာကိုနီးပြတယ်ကြည့်ပြပါနာမည်ကြီးကလပ်တင်တယ်သူကပလီယာဘောကနာမည်ကြီးတော့လည်းပဲဟိုနီးပြလို့တော့အစင်မြေမလားဆိုခေါ်လာမသိပါဘူး AC မီလန်နာပိုလီဖီယိုရီနောက်ဘလန်စီယာလွင့်သွားသေးတယ်စပိန်သွားပြီးတော့နီးပြသေးတယ်ပြီးတော့တခါပြင်းသင်းလီကမာစီကိုလည်းနီးပြသေးတယ်နောက်ခရိုအေးရှားကလည်းဟတ်တက်ကိုလည်းသွားနီးပြလိုက်သေးတယ်ပြီးတော့ AD လဲစင်ဖြစ်အခုတော့တခါလာဇီကိုလှည့်သူလည်းတိုင်းကန်းလှည့်လည်နေတဲ့မန်နေဂျာတယောက်ပဲဖြစ်တယ်အဲ့တော့ဒီနှစ်သင်းကတော့နီးပြတယောက်ဆိုတော့တိုင်းကန်းလှည့်လည်နေတာဗျဘလော့ညာကိုကြည့်လိုက်တဲ့ခါကျတော့ဘလော့ညာမှာတကယ်ကောင်းခဲ့တဲ့မိနစ်တော့တကယ်ကောင်းတဲ့တက်ဆင်မူကက်စထရိုမရှိတော့သူရိုမာကိုရောင်းပြလိုက်တယ်နောက်တန်းကဒီကိုလံဘီယာလေယူစင်လူကူမီလည်းမရှိတော့အဲ့ဒါလေးကသူအားနေချက်လို့ပြောလို့ရမယ်ဒါပေမဲ့တခြားပေါ့နော်မိနစ်တွေကဒီနီးပြကြီးအီတာလီယန်လေးအောင်မှာတကယ်ကောင်းခဲ့တဲ့မိုရိုတို့အော်ဆိုလီနိုတို့လူးဝစ်ဖာနန်ဒက်တို့နောက်ဘာနာဒက်ခီတို့သူတို့တွေတော့ဘလော့ညာမှာရှိသေးတယ်ဗျအဲ့တော့ဒီတက်တက်စကူနဲ့အလုပ်ဖြစ်မဖြစ်ဆိုတော့ကိုကပွဲစဉ်တည်းဆိုတော့စောင့်ကြည့်အောင်မှာမှန်းစားတော့ခက်တာပေါ့နော်တကယ်လို့သာဒီဘလော့ညာမှာအဲ့ဒီအီတာလီယန်တို့ကဟိုဘက်စီတက်ကိုထွက်မသွားဘူးခုလည်းပဲဘလော့ညာနီးပြဖြစ်နေဆိုတော့ဒီပွဲကတော့ရေးတင်းတင်းဘလော့ညာလို့ကြက်ရမယ်ပွဲမျိုးပေါ့နော်အခုကတက်တက်စကူဖြစ်တော့နည်းနည်းလေးတော့တန်တရားဖြစ်မိပါတယ်အဲ့တပတ်ကလာဇီယိုကြည့်တော့လာဇီယိုကတကယ်ကိုသမားပရိုဗီဒယ်မရှိတော့ရောင်းပြလိုက်နောက်တန်းကတကယ်ခြေစွမ်းပြတယ်ခ
နာလေးပဲအချိန်တိုလေးတွင်းမှာထင်ရှားတာကြီးဟာမရှိတော့ဘူးဗျဆိုတော့ကကြတော့ဟိုလာဂျီယိုရဲ့ခံစစ်ကြောင်းမှာအားရော့သွားတဲ့အနေအထားမှာရှိတယ်ဒီချက်ကိုကျွန်တော်မကြိုက်ဘူးဘလော့ညာကိုကြိုက်လာဆိုဘလော့ညာအရင်ရောကြိုက်နေတာမဟုတ်အဲ့တော့လာဂျီယိုကတော့အားနဲ့ချက်ကြီးတော့ရှိနေတာဗျာအဲ့တော့အခုဒီပွဲကျွန်တော်ဘာကြိုက်လဲဆိုတော့ဗျာနှစ်သိန်းတော့ကသန်းကြီးကနေဖြစ်နေတဲ့ခါကျတော့ကျွန်တော်တေးတစ်ပေါက်မျောလိုက်တယ်တေးတစ်ပေါက်မျောပြီးတော့ကျွန်တော်အောက်အသင်းပေါ့နော်ဂဒူဆိုရဲ့ကျွန်တော်လာဂျီယိုရွေးချက်လိုက်ပါတယ်ဘလိုနေမဲအောင်မသိဘူးကိုကရအစဆိုတော့လည်းပဲနည်းနည်းလေးတော့စောင့်ကြည့်ကြရမယ်ဖြစ်တာပေါ့နည်းနည်းထိန်းသိမ်းကစားပေါ့ဗျာโอเคနောက်တစ်ပွဲကလာဒီကာပွဲအိုဆာဆူနာနဲ့ဒီဘန်ဒီပွဲဖြစ်တယ်သူကဟိုဒီညတကောင်ရ7နိုင်ပါလဲစားပါအဲ့တော့အိုဆာဆူနာတလုံး80နိုင်ပေါက်တယ်အိုဆာဆူနာမနစ်ကဆိုရင်အိမ်ဝင်းကောင်းတာဗျာအိမ်ဝင်းဆိုရင်အိုဆာဆူနာအိုးဝင်းဆိုရင်သူ့ရဲ့စညံပဲဒီဟာသူကဖော်မြူလာလိုဖြစ်နေတယ်အိုဆာဆူနာဖြစ်တယ်အဲ့တော့အိုဆာဆူနာမနစ်ကတော့ကန်တဲ့နီးပြမရှိဘူးနီးပြအတင်းနဲ့လည်းကစားရမှာဖြစ်တယ်အဲ့တော့အခုလာလီဂါကတချို့အသင်းတွေကဟိုပွဲစဉ်နှစ်တောင်ကစားနေပြီတချို့အသင်းတွေကမကစားရသေးတဲ့အသင်းတွေရှိတယ်သူလည်းပဲဘလူးပွဲစဉ်စရာကြီးဆွဲထားတယ်မသိဘူးပွဲတွေရောက်နေတိုင်းမှာတင်းတင်းနှစ်ပွဲသုံးပွဲအဲ့ဒါမျိုးတွေဆွဲထားတယ်ကျွန်တော်ထင်တာတော့ရုပ်တံထုတ်လွှင့်သူတွေအကြိုက်လိုက်လုပ်ပေးနေရလို့ယူဆတယ်အဲ့တော့တချို့အသင်းတွေကနှစ်ပွဲကစားပြီးတော့တချို့ကလည်းတစ်ပွဲမှမကစားအခုအိုဆာဆူနာဆိုရင်ပွဲစဉ်တွေမကစားရသေးဘူးပေါ့သူ့ရဲ့ပြန်မဲ့အခုလီဘန်လေးဆိုရင်ဒါသူ့ရဲ့ပွဲစဉ်နှစ်ကစားရခြင်းဖြစ်တယ်အဲ့တော့အိုဆာဆူနာတစ်ပွဲမှမကစားရသေးတဲ့အတွက်မန်ဆာတော့ခက်တဲ့အသင်းမျိုးဖြစ်တယ်လီဘန်လေးကျတော့ပွဲစဉ်တွေကစားတဲ့အဝူကုန်းပွဲအက်စပန်ဂျိုကိုသွားကန်တယ်အက်စပန်ဂျိုသွားကန်တဲ့အခါ3-0နဲ့ဂိုးပြရှုံးလာခဲ့တယ်အခုလည်းပဲအဝူကုန်းပဲဖြစ်တယ်အဝေးဝေးနှစ်ပွဲကစားရခြင်းဖြစ်တယ်ဆိုတော့ဟိုအက်စပန်ဂျို3-0နဲ့ရှုံးလာပြီဆိုတော့ဗျာနည်းနည်းစိတ်ညစ်စရာမျိုးလို့ထင်ရတာပေါ့နော်အဲ့အခုပေါက်ကြီးကအိုဆာဆူနာတလုံး90နိုင်ပေါက်တာစဉ်းစားကြည့်ဒီနေရှင်စရာကြီးကအိုဆာဆူနာနေရှင်စရာပဲဟိုမှာ3ဂိုးမရှိနဲ့အပြတ်ရှုံးလာအခုလည်းအဝေးကစားရမှာဒါပေမဲ့ဒီပွဲကတေးတစ်ပေါက်ရှိထားတဲ့ပွဲကိုကျွန်တော်သတ်မှတ်ထားဒီကြီးကိုကျွန်တော်ကြည့်ပြီးတော့သုံးသပ်ထားခြင်းဖြစ်တယ်ကျွန်တော်အခုဒီပွဲမှာအဝေးခွင်ဒုတိယအကြိမ်ထပ်ကစားရတဲ့ပထမအဝေးမှာ3-0ဂိုးပြနဲ့ရှုံးခဲ့တဲ့ကျွန်တော်ဒီဘန်လေးကိုရွေးချယ်တယ်ကျွန်တော်ဒီဘန်လေးကိုကြိုက်တယ်ကျွန်တော်အခုရွေးချယ်မှုကပေါက်ချင်းနေထားရကျွန်တော်ရွေးချယ်ထားခြင်းဖြစ်တယ်တေးကြမယ်ပွဲဖြစ်တယ်ဗျအဲ့တော့ဒီဘန်လေးပဲကျွန်တော်ကြိုက်တယ်ဒီဘန်လေးကိုရွေးချယ်တယ်ပေးမှန်းထားတာဂိုးပေါင်းအောက်ပါထပ်ရွေးချယ်တယ်နောက်တစ်ပွဲကလည်းလာဒီကာပွဲပါပဲမာလာဂါနဲ့ဒီဘိုလာကလူညာပွဲပဲဖြစ်တယ်ဒီဘက်မှာမာလာဂါက level 30ပြီးတယ်အဲ့တော့ဒီနေ့သင်းကလာလီဂါကိုအခုမှတန်းတက်လာကြတဲ့အသင်းတွေဖြစ်တယ်ဒီနေ့သင်းကမနေ့တုန်းကစီဂန်နာမှာအတူတူကစားနေကြတဲ့အသင်းတွေဖြစ်ပါတယ်အကြောင်းအသီးတွေဖြစ်တယ်အဲ့တော့မနေ့တုန်းကတန်းတက်လာတဲ့အခါမှာဒီဘိုကတိုက်ရိုက်အောင်ပြီးတော့ဟိုလာလီဂါကိုတန်းတက်ခဲ့တယ်မာလာဂါကျတော့သူကပလီအော့ကစားပြီးနိုင်ရတက်လာခဲ့တယ်ဖြစ်တယ်အဲဒီမာလာဂါကိုကြည့်လိုက်တဲ့အခါမာလာဂါကအားလုံးတစ်သိန်းလုံးကိုကျွန်တော်ခြုံပြီးတော့ကောက်ချက်ချထားတာကမာလာဂါ U23 အသင်းလို့ကျွန်တော်သတ်မှတ်ထားတယ် U23 အသင်းဖြင့်သတ်မှတ်ထားပါတယ်အဲ့တော့သူတို့နှစ်သိန်းထိတဲ့တွေ့တော့အကြောင်းတွေသိထားတာဖြစ်တယ်အဲ့မာလာဂါသူ့အိမ်ဝဲဆိုအိမ်အနိုင်ရတာလည်းတွေ့ရတယ်ဆိုတော့အခုဒီပွဲကျွန်တော်မာလာဂါပဲရွေးချယ်ပါတယ် level 30ကြီးမာလာဂါရွေးချယ်ထားပါတယ်ဒီလိုပကြီးတွေကတကယ်ကတော့အဝေးကုန်းတွေကပြန်ပြီးတော့တေးတို့အနိုင်တို့ဖြစ်တတ်တဲ့တဘာဝလေးရှိတယ်ကျွန်တော် subscriber တွေမှာအဲ့လိုမှတ်သားထားတွေရှိတယ်ကျွန်တော် formula လေးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ပွဲတော့ကျွန်တော်စမ်းထားတယ်ကျွန်တော်မာလာဂါကိုရွေးချယ်ထားတယ်ကျွန်တော်တို့နှစ်ယောက် head to head ကိုဦးစားပေးတဲ့ခြင်းတွေဖြစ်ပါတယ်နောက်အဲ့ဟိုမာလာဂါရဲ့ U program ကိုနည်းနည်းသဘောကျတာလည်းပါတာပေါ့ Okay နောက်တစ်ပွဲကရိုမာနဲ့ဖီယိုရန်တီနာပဲအဲ့တော့ရိုမာကတော့မနေ့တော့ဂက်စပါရီနီနဲ့ကန်လိုက်ကန်လိုက်ကိုအခြေအနေကလွတ်ကောင်းသွားနော်ချန်ပီယံလိကိုတန်းဝင်ရသွားတယ်ဒါပဲဒီပြတယောက်ဆွမ်းဆောင်ရေးဆိုတာဒါပဲအဲ့တော့ရိုမာဘာဆိုတက်ရိပ်ပြနေတော့အတင်းဖြစ်တယ်စီးတီးမှာတက်ရိပ်ပြအသွင်ပြောင်းသွားတဲ့တင်ကရိုမာနဲ့ကိုမှုပဲအဲ့တော့အခုရိုမာကနီးပြဟောင်းနဲ့တွေ့ရကစားသမားတွေဖြည့်ပေးရတဲ့ချန်ပီယံလိဝင်သွားတယ်အခုလည်းပဲမနေ့က9နဲ့ခေါ်ထားတဲ့မာလန်ကိုအဆမ်ဘီလာအပြီးဝယ်လိုက်တယ်နောက်ဘရောညာတက်စီမှုကက်ဆူဝယ်ထားတယ်ပေါ်တူကမူရာကိုလည်းဝယ်ထားတယ်အက်တလက်တီကိုမက်ဒရစ်နောက်တန်းကဟိုအာဂျင်တီးနားလေဆိုမိုလီနာကိုလည်းဝယ်ထားတယ်နောက်ဦးဘန်နောက်တန်းသမားတယောက်လည်းသူဝယ်ထားတယ်ရိုမာကဒီကုန်းနဲ့တော်တော်လေးဖြည့်တင်ထားတယ်ဆိုတော့ကကြတော့မနေ့ကလည်းပိုပြီးတောင်းနေတယ်ဘာကြောင့်လဲဆိုတော့သူကချန်ပီယံလိတွေလည်းကန်အောင်ပါဟုတ်ချန်ပီယံလိ10ပွဲလို့သူနောက်တစ်ဆင့်ကိုကြော်ခြင်းနဲ့စိတ်ရှိပုံပေါ့ရီမန်တစ်ထားအောင်ပေါ့အဲ့တော့ဒါသမားအလုံးလောက်ရှိနေဖို့အတွက်ဖြည့်တင်နေတယ်အသင်းကိုသေချာကြည့်နိုင်မယ်ဆိုရင်လူငယ်နဲ့သဘာနဲ့တွဲထားရဲဆိုတာတွေ့ရမှာအဲ့အခုဒီဘက်မှာတလုံးငါးမှုနဲ့ပေါ့တယ်ကျွန်တော်ရိုမာကိုပဲကြိုက်တယ်ဂိုးပေါင်းအပေါ်ကိုကြိုက်တယ်နှစ်ဖက်ဂိုးသွင်းလိုက်မယ်ရိုမာ2-1ဖီယိုရန်တီနာဆိုတာမျိုးရိုမာ
31 Fiorentina ဆိုတာမျိုးဖြစ်နေမယ်လို့ယူဆတာ Fiorentina ကမနေ့တော့ချာထူးနိုင်တဲ့အတင်းလေ Fiorentina level နဲ့ပထမရာသီမှာတန်းစင်းစုံထဲမှာရှိခဲ့တာဒုတိယရာသီကအတင်းရုံးလိုက်တော့မှသူအဆင့်15မှာရက်တည်သွားခဲ့တာတော့အဲ့ဒါကြောင့်မို့လို့ထင်တယ်အခုတော့ Fiorentina နီးပြပြောင်းထားတယ်သူကဘယ်နီးပြကိုသူတို့နီးပြခေါ်ထားလဲဆိုမနေ့တော့ဆက်ဆူအိုလိုဗျာတီတီချင်းဖြစ်အောင်ကန်တွေခဲ့တဲ့ Fabio Grosso သူတို့နီးပြခံတယ် Grosso လည်းကောင်းခဲ့တာပေါ့ဘာလို့ဟိုဆက်ဆူအိုလို CDB ကနေပြီးတော့တန်းတက်အောင်လုပ်ပေးခဲ့တယ်မနေ့က CDB ရောက်လာတယ် steady ဖြစ်တယ်ဗျာကိုလာ30လားအဲ့လောက်ထိရအောင်သူလုပ်ပြီးတော့သူခေါ်လိုက်တာပေါ့အခုတော့ Fiorentina နီးပြတွေက Grosso ဖြစ်နေတယ် Grosso ရောက်ခံစားတာဖြစ်နေပြီပေါ့အဲ့တော့ Tottenham Hotspur ကအားကစားဒါရိုက်တာ Fabio Fredkin ဆိုတာ Tottenham Hotspur မှာအားကစားဒါရိုက်တာလုပ်တယ်အဲ့ဒါရင်ထွက်လာပြီးတော့အခုမနေ့ကတော့ Fiorentina ကို Sporting Director ပြန်ရောက်လာနေအဲ့တော့ဒီ Sporting Director Fabio Fredkin Fiorentina ရောက်လာတဲ့ကအခုလည်းနေရာစီပြောင်းရွှေ့တယ်ရောက်အခု revolution ထလုပ်နေပါတယ် Fiorentina ရုံးခါနေတာဗျာ Fiorentina ပလီယာ29ရောက်ပဲရောင်းတဲ့ပလီယာကိုရောင်းတယ်ငါချတင်တာကိုချပြလိုက်တယ်တင်လို့သွားလို့ရသွားနိုင်ပြီဆိုပြီးလွတ်လိုက်တဲ့သူတွေအများကြီးပဲစုပေါင်း29တော့ရှိတယ်အဲ့တော့ Fiorentina နဲ့အသွင်သစ်ပြောင်းလဲနေတယ်ဆိုတော့အခုကယာစီအစာလည်းဖြစ်နေတယ်အသွင်သစ်ဆရာကြီးအချင်းလေးတော့နည်းနည်းယူရလိမ့်မယ်ထင်တယ်ဒီအချိန်မှာ Roma ကနည်းနည်းစမတ်ကြ steady ဖြစ်နေတဲ့အနေအထားမျိုးဖြစ်နေတဲ့အတွက်ကျွန်တော် Roma ကိုရွေးချယ်ခြင်းလည်းဖြစ်ပါတယ်Fiorentina ဒီနေ့မှာတော့မနေ့ကလည်းပို့တော့ကောင်းလာနိုင်တယ်သတိထားစရာဖြစ်တယ်အားလုံးအစားအစာကြတော့ပြောင်းလဲနေတဲ့ Fiorentina ဖြစ်တယ်အခုပထမပွဲစဉ်တော့မဖြစ်နိုင်သေးဘူး no ပါပဲကျွန်တော် Roma ကိုပဲရွေးချယ်ပါတယ် okay အားလုံးအဆင်ပြေကြပါစေ